က်လို့မရတဲ့ဗီဇဆိုတာဖျောက်ရခတ်ပါတယ်ကင်းမီကောက်တကောင်ဟာသူနေတဲ့ကျွန်းလေးတစ်ခုကနေမြစ်တစ်ဖက်ကမ်းမှာရှိတဲ့နောက်ကျွန်းတစ်ခုကိုသွားခြင်းတယ်ဒါပေမဲ့ကင်းမီကောက်ဟာရေမကူးတတ်လို့မြစ်ကိုဖြတ်ဖို့ရအခက်အခဲဖြစ်နေတယ်မြစ်ကမ်းဘေးမှာသူရှောက်သွားရင်းနဲ့ဒီမြစ်ကိုဘယ်လိုကူးရပါမလဲလို့အကြံထုတ်နေတော့ရုတ်ရက်မြစ်ရေစက်မှာစိမ့်နေတဲ့ဖားတကောင်ကိုတွေ့လိုက်လို့သွားစကားပြောတယ်ကိုရွှေဖားကြီးကျွန်တော်ကိုခမည်းရဲ့ကြောပေါ်တင်ပြီးဟိုဘက်ကမ်းကိုပို့ပေးပါလားကျေးဇူးမမေ့ပါဘူးဗျာဟာဘယ်ဖြစ်မလဲမင်းကိုကြောပို့သွားရင်နဲ့ငါ့ကိုမင်းရဲ့အစိတ်ရှိတဲ့အဆွေနဲ့ထိုးလိုက်ရင်ငါရေနစ်သေးသွားမှာပေါ့တဲ့ကင်းမီကောက်ကပြန်ပြောတယ်ကိုရွှေဖားရဲ့ခမည်းကိုကျွန်တော်အဆွေနဲ့ထိုးပါမလားဗျာကျွန်တော်ကိုဟိုဘက်ကမ်းပို့ပေးတဲ့ကျေးဇူးရှင်ကိုလုပ်ရပါမလားဗျာနောက်ပြီးခမည်းကိုအဆွေနဲ့ထိုးလိုက်လို့ခမည်းရေနစ်ရင်ကျွန်တော်လည်းရေနစ်သေးမှာပဲလေကျွန်တော်ရေမကူးတတ်ဘူးဆိုတာခမည်းသိပါတယ်ဗျာဖားလေစဉ်းစားပါတယ်ကင်းမီကောက်ပြောတာလေဟုတ်သားပဲသူ့ကိုယ်သူရေနစ်အသေးခံပြီးငါ့ကိုအဆွေနဲ့ထိုးစရာအကြောင်းမရှိဘူးလေအဲ့တော့ဖားလေဟိုဘက်ကန်းကိုပို့ပေးမယ်လို့သဘောတူလိုက်တယ်ဒါနဲ့ဖားဟာကင်းမီကောက်ကိုကြောပေါ်တင်လို့ရေစီးတန်တဲ့မြစ်မှာသူ့ကိုရေအပေါ်ပေါ်အောင်ကြိုးစားပြီးမြစ်ကိုဖြတ်ကူးပါတော့တယ်မြစ်လေရောက်တော့ဖားဟာသူ့ကြောမှာစူးကနေတစ်ချက်ခံစားလိုက်ရတယ်နောက်ကိုအသာလှည့်ကြည့်လိုက်တော့ကင်းမီကောက်ဟာအဆွဲကိုသူ့ရဲ့နောက်ကြောကနေဆွဲနှုတ်လိုက်တာတွေ့ရတယ်ဖားလည်းနာကျင်ဝေဒနာခံစားရင်ပြောလိုက်ပါတယ်ဟာမင်းဘယ်လိုလုပ်လိုက်တာလဲမင်းမဲစောစောကပြောတယ်လေငါ့ကိုအဆွဲနဲ့မထိုးပါဘူးလို့အခုငါမှစိတ်တက်နေပြီငါရေနစ်ပြီးသေးရင်မင်းလည်းရေနစ်တယ်မှာမကြောက်ဘူးလားကင်းမီကောက်ကဘာပြန်ပြောတယ်လဲဆိုတော့ခမည်းသေးရင်ကျွန်တော်လည်းရေနစ်တယ်မှာသိပါတယ်ဒါပေမဲ့တခြားတတဝါတကောင်ကိုတွေ့ရင်အဆွဲနဲ့ထိုးရတဲ့ကျွန်တော်ရဲ့ဗီဇကိုဖျောက်မရလို့ပါဗျာတဲ့